အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့တွေ fan တွေကိုကျွန်တော်တို့ hollow guitar မှာ acoustic guitar မှာတီးခဲ့ပြီးပြီပေါ့နော်အဲ့တော့ဒီလို lead guitar electric guitar မှာတီးမယ်ဆိုရင်ကျွန်တော်တို့ဘာတွေကိုရှောင်ရမယ်ဆောင်းရမယ်ဆိုတဲ့အကြောင်းလေးတွေကိုကျွန်တော်ဒီမှာစပြီးရှင်းပြမယ်ပေါ့နော်ကျွန်တော်တို့က hollow guitar မှာ band တွေကိုတီးလာပြီးsolo လေးတွေတီးလာပြီးဆိုရင်ကျွန်တော်တို့ကနောက်တစ်ဆင့်မြင့်တဲ့ electric guitar ကိုသွားအောင်မယ်ပေါ့နော်အဲ့လိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာတွေကိုဆောင်းရမယ်ဘာတွေကိုရှောင်ရမယ်ဆိုတဲ့အချက်တွေရှိလာပြီပေါ့နော်ကျွန်တော်တို့ hollow guitar မှာတီးသလိုတီးလို့မရတာတွေရှိတယ်အထူးသဖြင့်ကျွန်တော်တို့လက်ကွက်တွေကင်တဲ့အခါမှာကျွန်တော်ဒီမှာ C chord တစ်ခုကိုကင်လိုက်တယ်တီးတယ်โอเคเนาะသူ့မှာထိလိုက်တာနဲ့ကျွန်တော်တို့ကโอเคเนาะလက်ကထိတဲ့ချက်တိုင်းကိုသူကအတန်အောင်ဆွဲနေတာပေါ့เนาะအဲ့လိုမဖြစ်အောင်လို့ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုတော့ဒီမြူဖမ်းတဲ့စနစ်ပေါ့เนาะဒီညာဘက်လက်ကလော်စောင်းလေးကိုဒီကြိုးလေးပေါ်မှာတင်ထားခြင်းအပြင်ကျွန်တော်တို့ကအတန်ကိုမလိုတဲ့အတန်တွေမထွက်အောင်ကျွန်တော်တို့ကထိန်းလို့ရတယ်ဆိုလိုတာကကျွန်တော်တို့တွေacoustic guitar မှာ van တီးမယ်ပေါ့เนาะဒါ G chord တစ်ခုကိုတီးမယ်ဆိုကျွန်တော်တို့ကဒီလိုတီးလို့ရတယ်တီးလို့ရပါတော့ဒါပေမဲ့ electric guitar မှာတီးတဲ့ခါကျရင်မလိုတဲ့အတန်တွေပါနေတတ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးပတ်ဆန်ဆန်ပတ်ရော့ဆန်ဆန်မျိုးတွေဒီလိုလက်ကတီးရင်တော့ဒါမျိုးကိုကျွန်တော်တို့ကတမင်တကာလှုပ်ယူပြီးတော့အဲ့ဒီအတန်တွေလိုချင်လို့တမင်တီးတာပေါ့နော်တကယ်လို့ကိုကမတ်တယ်တီးမယ်ဟို modern rock တွေမတ်တယ်တွေတီးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ plan mute ဒီ plan mute ကိုသုံးရတယ်ပေါ့နော်ဒီညာဘက်လက်ကဒီလဝစောင်းလေးကိုကျွန်တော်တို့ကကြိုးလေးပေါ်မှာတင်ုံနေတင်ထားပြီးတော့အဲ့လိုအပိတ်တန်လေးလောက်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာကိုလေ့ကျင့်ဖို့အတွက်ကိုကျွန်တော်တို့ကအရင်ဆုံးဒီညာဘက်လက်ခုနကျွန်တော်ပြောတဲ့ဒီအသားလေးကိုကျွန်တော်တို့တီးမဲ့ကြိုးပေါ်မှာတင်ထားပြီးလို့ရှိရင်ကျွန်တော်တို့က6ကြိုးတစ်ချိုးလေးကိုအရင်ဆုံးကျင့်မယ်အဲ့ဒီခါမှာကျွန်တော်ရှင်းပြချင်တာဒီကြိုးပေါ်ကိုဒီလိုအားနဲ့မဖိအောင်ဖိလိုက်ရင်သူကနှုတ်ကဒီ electric guitar ရဲ့ကြိုးဒီပျော့ပျော့လေးဖြစ်တဲ့အတွက်ကြောင့်နှုတ်ကပြောင်းသွားတယ်ဆိုတဲ့သဘောကအားနဲ့ဖိလိုက်ဒီလိုဖြစ်သွားတယ်ကိုကဒီကြိုးကိုဖိလိုက်တယ်လို့ဖြစ်သွားတဲ့အတွက်ကြောင့်နှုတ်ကပြောင်းသွားတယ်ပေါ့နော်အဲ့လိုမဖြစ်ရဘူးကျွန်တော်တို့ကထိအောင်နေထိထားမယ်ပြီးရင်6ကြိုးတစ်ချောင်းလေးကိုတီးကြည့်မယ်အဲ့ဒီခါမှာလည်းဒီလိုမဖြစ်ရဘူးဒါဆိုရင်အတန်မပြောင်းဘူးပေါ့နော်သူ့ရဲ့ကြိုးကအတန်ကိုလည်းထွက်အောင်လုပ်ရမယ်โอเคအဲ့တော့ဒီဟာကိုဘယ်လိုကျင့်မလဲဆိုရင်ကျွန်တော်တို့ကဒီ power chord e chord ကိုကန်လိုက်မယ်ဒီမှာ power chord ဖြစ်တဲ့အတွက်ကြောင့်6ကြိုးလွှတ်ထားမယ်ကျန်တဲ့ကြိုးကိုဖိထားမယ်ပြီးရင်ညာဘက်လက်ကကျွန်တော်တို့ခုနပြောတဲ့ဒီလက်ဝါးဆောင်လေးနဲ့တော့ကြိုးကိုထိထားပြီးတော့ကျွန်တော်တို့က8ချက်တီးပေါ့โอเคเนาะပြီးလို့ရှိရင်ကျွန်တော်တို့ကဘာကိုတီးမလဲဆိုတော့ G flat E family chord တိုင်းပဲကျွန်တော်တို့တီးကြည့်မယ်ပေါ့နော်ပြီးရင် G flat note ကိုတီးမယ်ပြီးရင် A flat note ကိုတီးမယ်ပြီးရင် A note ကိုတီးမယ်ပြီးရင် B note ကိုတီးမယ်ပေါ့နော်အစင်လိုက်ပြီးရင် D flat ကိုတီးမယ်နော် E family chord တိုင်းသွားမယ်နော် E G flat A flat A B D flat တီးမယ်ပေါ့နော်အဲ့တော့ကျွန်တော်8ချက်တီးမယ်အဲ့မှာတတိထားမိတာမျိုးကျွန်တော်တို့တွေဒီဘက်ကဖမ်းထားပေးမဲ့လေဒီသူ့ရဲ့ကော့ကိုပြောင်းလိုက်တာနဲ့ကျွန်တော်တို့ရဲ့အတန်နှုတ်ကလိုက်ပြောင်းရတယ်ကော့အတန်လိုက်ပြောင်းရတယ်ပေါ့နော်အဲ့လိုမပြောင်းမဲနဲ့ဒီလိုမျိုးဖြစ်နေမှားရတယ်ပေါ့နော်အဲ့လိုမျိုးအတန်နေဆိုမှားတယ်ပေါ့နော်အဲ့တော့သူ့ရဲ့လက်ကိုဒီလိုလေးတင်ုံနေတင်ထားမယ်နော်လို့ရှိရင်ကျွန်တော်ဒီ flat ကနေပြန်ဆင်းမယ် A flat G flat E Okay เนาะအဲ့ဒါကိုခောက်တော့ခောက်ပြန်ကြည့်မယ်1 2 3 4နော်အဲ့ဒီမှာတော့ကျွန်တော် van ကိုင်းကြီးအသေးစိတ်ကိုမပြောတော့ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ရှေ့မှာ lesson တွေလည်းပြောခဲ့ပြီးပေါ့နော် power chord ဘယ်လိုတီးမလဲအဲ့ lesson လေးတွေကိုပြန်သွားကြည့်ပေးပေါ့နော်အဲ့တော့ဒီလိုဖွင့်တီးတဲ့ဟာနဲ့ material တီးတဲ့ခါမှာအသုံးများတဲ့ဟာဒီ pan မျိုးပေါ့နော်ခုနပြောဆိုဒီလိုထိပြီးတီးတာပေါ့နော်အဲ့တော့ဒီလိုမျိုးတီးတယ်နော်ဒီကမတ်တဲ့ဆန်ဆန်အဲ့လိုမျိုးအတန်ခက်ချစ်ချစ်တွေပေါ့နော်အဲ့လိုမျိုးဟာတွေကိုသုံးလို့ရှိရင်အဲ့လိုပန်းမျိုးကအရာသုံးတယ်ပေါ့နော်မတ်တဲ့သချင်းတွေမှာအများဆုံးတွေ့ရတတ်တယ်ပေါ့နော်
အဲ့တော့ခုနလိုပုံစံမျိုးပဲကျွန်တော်တို့လေးလုံးတစ်ခါနှုတ်ကိုပြောင်းကြည့်အောင်နော်အရမ်းမြန်တီးတော့မယ်ဆိုကျွန်တော်တို့ကဘာလုပ်ရမလဲ down ဆုံးနဲ့ up ဆုံးနဲ့ညှက်တီးမယ်နောက်ခုန၄ချက်ဆိုတော့ down အဲ့လိုတီးမှာပေါ့နော်အဲ့တော့အဲ့လိုတီးလို့ရပါတော့โอเคနော်အဲ့တော့ကျွန်တော်တို့ပြန်တီးကြအောင်ဒါရှစ်ချက်ပါနော်ဒါ၄ချက်ရှစ်ချက်ဒါကပန်းမြူလို့ခေါ်တာเนาะကျွန်တော်တို့ကဒီလက်ကိုဒီလက်ဝါးဆောင်လေးနဲ့ကျိုးပေါ်ကိုတင်ပြီးတင်တဲ့နီးပေါ့เนาะအဲ့လိုမျိုးလေးတင်ပြီးတော့တီးတဲ့နီးကိုခေါ်ပါတယ်เนาะ PM လို့ခေါ်တယ်ပေါ့เนาะโอเคအဲ့တော့ဒီဟာတွေကိုတီးခြင်းအပြင်ဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ဒီဘက်ညာဘက်လက်က down တွေကြီးပဲတီးတယ် metal rip တွေပေါ့เนาะအဲ့ဒါတွေမှာကျွန်တော်တို့ကအရင်ကောင်းလာမယ်ပေါ့เนาะအဲ့တော့โอเคเนาะ metal rip တွေမှာကျွန်တော်တို့ကအများဆုံးတီးတဲ့ဟာတွေဖြစ်တဲ့အတွက်ကြောင့်အဲ့စတိုင်ကိုကျွန်တော်ကလေ့ကျင့်ဖို့လိုတယ်ပေါ့เนาะနော်အဲ့လိုမျိုးတီးရတာပေါ့နော်ကျွန်တော်တို့ကအဲ့တော့ဒီဟာတွေကိုနှင်းနဲ့မြန်မြန်ကျင့်ပြီးတော့ကျွန်တော်တို့ကတန်မိုလေးတွေကိုဖြည်းဖြည်းချင်းမထရိုနိုးလေးနဲ့ကျင့်သွားပါတော့တပိမှာကိုကနှလုံးတီးမှဆိုလဲ1 and 2 and 3 and 4 and 1 and 2 and 3 and 4 and 1 and 2 and 3 and 4 and အဲ့လိုမျိုးလေးပေါ့နော်ကိုကြိုက်တဲ့ကော့လေးတွေကိုထည့်ပြီးတော့တီးလို့ရပါတော့ပြောရှင်ကျွန်တော်တို့က9ချိုးတီးမှဆိုလဲ9ချိုးကိုခုနပြောသလိုလက်ဝါးဆောင်လေးထိတာ6ကျိုးကနေအိုင်းနဲ့အတူတူပဲเนาะလွတ်တန်တယ်ပြီးရင်4ကျိုးကနေတီးမှဆို4ကျိုးလွတ်တန်လေးအစတီးကြည့်ပေါ့เนาะဒါဆိုဒီကောเนาะโอเคအဲ့တော့ကျွန်တော်တို့ acoustic guitar ကနေပြီးတော့ lead guitar electric guitar ကိုသွားတဲ့အခါမှာကျွန်တော်တို့မလိုအပ်တဲ့ noise တွေမပါဖို့အတွက် van chord တွေတီးတဲ့အခါမှာဖမ်းမြူဖမ်းတဲ့နည်းကိုကျွန်တော်ပြောပြတာပေါ့နော်။ Okay တကယ်လို့ pan rock တွေတီးတဲ့အခါဆိုတော့အဲ့လိုမျိုးတမင်တကာတီးတဲ့ဟာမျိုးတော့ရှိတယ်ပေါ့နော်။အဲ့ဒါက तू ကအဲ့ဒီ noise distortion တန်တွေကိုလိုချင်လို့ तू ကအဲ့လိုတီးတာပေါ့နော်။ကျွန်တော်တို့ကတော့ဒီ metal ပုံစံမျိုးတီးတဲ့အခါမှာတော့ဒီလိုမျိုးအုပ်ပြီးတော့တီးရတယ်ပေါ့နော်။ Okay အဲ့ဒီတော့ကျွန်တော်ဒီလက်ဝါးဆောင်လေးထိပြီးတော့တီးတဲ့ဟာနဲ့လက်ဝါးဆောင်လေးလွတ်ပြီးတော့တီးတဲ့ဟာကိုကျွန်တော်တွဲတီးပြမယ်အဲ့တော့ကျွန်တော်တို့ကခုနလိုပဲနှုတ်က၄လုံးပဲတီးမယ်1 2 3 4ပဲတီးမယ်အဲ့ဒီမှာရှေ့3ချက်ကိုကျွန်တော်တို့ကလက်ဝါးဆောင်လေးကိုထိထားမယ် PM လောက်ထားမယ်နောက်တစ်ချက်ကိုတော့ကျွန်တော်တို့က open ဖွင့်မယ်ဒီလိုလွှတ်လိုက်မယ်ပေါ့နော်အဲ့တော့ဒီလိုဖြစ်သွားမယ်โอเคတော့လွှတ်လိုက်တယ်နော်ပြီးပြန်ထိလိုက်ပေါ့နော်โอเคနော်ဒီကောကတော့ခုန E family ပဲနော် E ရဲ့ G flat A flat A B D flat ကိုသွားမယ်အဲ့ဒါကိုကျွန်တော်တို့မြန်မြန်လေးတီးကြအောင်1 2 3 4နော်အဲ့လိုပုံစံမျိုးလေးနဲ့ကျွန်တော်တို့လေ့ကျင့်ရမယ်ပေါ့နော်အဲ့ဆိုရင်တော့ဒီကောင်ဖွင့်တာပိတ်တာလေးရသွားပြီပေါ့နော်အဲ့လိုရသွားပြီဆိုမှကျွန်တော်တို့ကအစင်းမြင့်နဲ့ fan နေတီးတဲ့ခါကျအရန်နာတောင်ကောင်းပါပေါ့နော်โ
နော်ဖွင့်လိုက်ပေးလိုက်ကိုကျွန်တော်တို့အဲ့ဒီမှာတော့ကိုလိုချင်တဲ့ကိုစိတ်ထဲမှာဖြစ်တဲ့ပုံစံအတိုင်းကျွန်တော်တို့ကပုံဖော်လို့ရသွားမယ်ပေါ့နော်โอเคအဲ့တော့ဒီသင်ခန်းစာလေးနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာရှိရင်ကျွန်တော်ကိုပြန်လည်မေးထားလို့ရပါတယ်โอเคကျွန်တော်တို့တွေနောက်ထပ် lesson အသစ်တွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြမယ်နော်